အားလုံးပဲမင်္ဂလာပါရှင် Learn English with Teacher Mina YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့ Teacher Mina ပါ။ကျောင်းသားကျောင်းသူတွေအများစုစီကနေကျွန်မမကြာခဏကြားရတဲ့ညီးတွားတန်တစ်ခုရှိပါတယ်။အားလုံးလည်းကြုံမှုကြမှာပါ။ Teacher ရဲ့သမီးတို့သားတို့စာတွေကိုနိုင်ပေါင်းများစွာထိုင်ကျက်တာပဲဒါပေမဲ့စာမေးပွဲခန်းထဲရောက်ရင်ဘာမှမမီတော့ဘူးဒါမှမဟုတ်စာအုပ်ကြီးကိုတနေကုန်ကင်ထားတာပဲဒါပေမဲ့ခေါင်းထဲဘာမှဝင်မလာဘူးဆိုတာမျိုးပါစာကိုနိုင်ပေါင်းများစွာပင်ပန်းခံပြီးလေ့လာပေမဲ့အလကားဖြစ်သွားသလိုခံစားရတာဟာစာမကြိုးစားလို့မဟုတ်ပါဘူးစာလေ့လာတဲ့နီလန်းမှားနေလို့ပါဒီနေ့ podcast လေးမှာတော့စာအုပ်ကြီးကိုစာမျက်နှာလိုက်အလွတ်ကျက်နေရတဲ့ခေတ်ဟောင်းစာချုပ်တွေကိုတက်တာပြပြီးအချိန်ကုန်တက်တာပြီးအမှတ်လဲကောင်းမဲ့ Smart Studying သိပ္ပံနည်းကျစာလေးလာနည်းလျှို့ဝှက်ချက်နှစ်ခုကိုဥပမာရင်းနဲ့တကွမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒီချက်တွေကိုသေချာနားထောင်ပြီးလိုက်လို့ကြည့်မယ်ဆိုရင်မိတ်ဆွေတွေရဲ့စာလေးလာတဲ့ဘဝဟာအများကြီးပေါ့ပါသွားပါလိမ့်မယ်။ Active Recallကဲပထမဆုံးအချက်အနေနဲ့ကျမတို့ခေါင်းထဲစာရီဆွဲနေအောင်လုပ်မဲ့ active recall အကြောင်းပြောကြရအောင်။ကျောင်းသားများစုစာကြည့်ရင်ဘာလုပ်ကြလဲ။စာအုပ်ကိုဖွင့်တယ်ပြီးရင် highlight ထားတယ်။စာမျက်နှာတွေကိုထပ်ခါတလဲလဲပြန်ဖတ်တယ်ဟုတ်တယ်မလား။ဒါကိုသိပ္ပံပညာမှာ passive learning တက်ကြွမှုမရှိဘဲစာလေးလာနေလို့ခေါ်ပါတယ်။အုံနောက်ကတက်တောင့်တက်တာလိုက်ဖတ်နေုံပဲမို့လို့ခဏနေမိသွားတတ်ပါတယ်။ active recall ဆိုတာကတော့စာအုပ်ကိုပိတ်ပြီးရင်ငါအခုဘာဖတ်လိုက်လဲဆိုပြီးကိုယ့်အုံနောက်ကိုညံစမ်းမေးခွန်းပြန်မေးတာစာအုပ်ပြန်ထုတ်သုံးတာမျိုးဖြစ်ပါတယ်။မျက်စိရဲမြင်သားမဲ့ဥပမာတစ်ခုပေးပြရစီ။မိတ်ဆွေတို့ကြက်သားတွေတန်မာကြံလို့ဂျင်သွားဆော်ရဲဆိုပါစို့။တခြားလူတယောက်အလေးမတာကိုထိုင်ကြည့်နေုံနဲ့ကို့မှာကြက်သားတွေတက်လာပါမလား။မတက်ပါဘူး။ကိုယ်တိုင်လေးကိုအပင်ပန်းခံမတာကြက်သားတက်မှာပါ။အုံနောက်ကလည်းဒီတိုင်းပါပဲစာအုပ်ကိုစိုက်ကြည့်နေုံတို့မဟုတ်တခြားသူရှင်းပြတာကိုငြိမ်နားထောင်နေုံနဲ့ညံမကောင်းလာပါဘူးအုံနောက်ကိုအလုပ်ပေးရပါမယ်စာအုပ်ကိုပိတ်ပြီးကို့ဘာကိုပြန်မေးတာမေးခွန်းဟောင်းနေထိုင်တွက်နေတာဟာအုံနောက်ကိုအလေးမခိုင်းတာ mental workout လုပ်တာဖြစ်ပါတယ်ဒါမှစာရီယာရေရှည်မှတ်ဉဏ် long term memory တွေရောက်သွားမှာပါဒုတိယတစ်ချက်ကတော့စာမေးတတ်တဲ့ပြဿနာကိုဖြေရှင်းပေးမယ်spaced repetition အချိန်ခြားပြီးစာပြန်နှွေးခြင်းနည်းလမ်းဖြစ်ပါတယ်။ဂျာမန်စိတ်ပညာရှင် Hermann Ebbinghaus ကရှာဖွေခဲ့တဲ့ The Forgetting Curve လို့ခေါ်ပါတယ်။အဲ့ဒီအဆိုအရလူတွေဟာစာတစ်ခုကိုလေ့လာပြီး24နာရီအတွင်းမှာပဲအဲ့ဒီစာရဲ့80ကျော်ရာခိုင်နှုန်းကိုမေ့သွားတတ်ကြပါတယ်တဲ့။ဒါကြောင့်စာမေးပွဲနေ့မှာတညရင်းနဲ့စာတွေအကုန်လုံးပြုံချက်တာ cramming လုပ်တယ်လို့ခေါ်တယ်ပေါ့နော်။စာမေးပွဲပြီးတာနဲ့အကုန်မေ့သွားရခြင်းကြောင်းရင်းဖြစ်ပါတယ်။အဲ့ဒီစာကျမတို့ကအုံနောက်ကိုမေ့ကန်နေချိန်မှာကွက်တိစာပြန်နှွေးရပါမယ်။စာပြန်နှွေးရမယ့်အချိန်စရာနမူနာကတော့ပထမအကြိမ်စာလေးလာခြင်းဒီနေ့လေးလာတယ်။နောက်ထပ်ဒုတိယအကြိမ် review 1နောက်တစ်နေ့တစ်ရက်အကြာမှာစာအုပ်ပိတ်ပြီး9မိနစ်ခန့်စာပြန်နှွေးရတာပါ။တတိယအကြိမ် review 2အနေနဲ့ဆိုရင်တော့နောက်တစ်ပတ်3ရက်မှ9ရက်အကြာအတွင်းတစ်ခေါက်ပြန်နှွေးတာမျိုးပါစတုတ္ထအကြိမ် review 3အနေနဲ့လုပ်မယ်ဆိုရင်တော့နောက်တစ်လရက်ပေါင်း30အကြာမှာစာကိုပြန်ကြည့်တာမျိုးဆိုလိုတာပါဒီလိုအချိန်ခြားပြီး space လောက်ကစာပြန်နှွေးခြင်းနဲ့အုံနောက်ကဒီစာခဏခဏသုံးနေတာပဲအရေးကြီးတယ်ဆိုပြီးမှတ်သားထားလိုက်ပါတော့တယ် practical action step လက်တွေ့လိုက်လို့ရမယ်အဆင့်3ဆင့် theory တွေပြောပြီးပြီဆိုတော့အခုဗီဒီယိုကိုကြည့်ပြီးတာနဲ့ချက်ချင်းလက်တွေ့အသုံးချလို့ရမယ် action step 3ခုကိုဆရာမမျှဝေပေးပါမယ်အဆင့်1 the Feynman technique တပားသူကိုပြန်ရှင်းပြတာပါကိုလေးလာလိုက်တဲ့အင်္ဂလိပ်စာ grammar အကြောင်းအရာပဲဖြစ်ဖြစ်ဘုဒ္ဓတာပဲဖြစ်ဖြစ်အသက်9နှစ်ရွယ်ကလေးတယောက်နားလည်နိုင်လောက်တဲ့အထိလွယ်ကူတဲ့စကားလုံးတွေသုံးပြီးကိုပါကိုဒါမှမဟုတ်တငယ်ချင်းတယောက်ကိုပြန်ရှင်းပြကြည့်ပါသူများကိုနားလည်အောင်ရှင်းပြနိုင်ပြီဆိုရင်အဲ့ဒီစာကိုယ်တိုင်တကယ်တက်သွားပါပြီနောက်ထပ်အဆင့်2ကတော့ flashcard 3ပါ
ဖုန်းထဲမှာ Anki လို့ခေါ်တဲ့ဒါမှမဟုတ် Quick Slash လို့ application မျိုးတွေကိုသုံးပြီးဖြစ်စေစာရွက်လေးတွေညှက်ပြီးဖြစ်စေရှေ့မျက်နှာမှာမေးခွန်းဒါမှမဟုတ် vocabulary ကိုရေးမယ်နောက်ကျောဘက်မှာအဖြေလေးတွေကိုယ့်ဘာကိုညံစမ်းဖြေတဲ့အလေးထားမျိုးလေးတွေလုပ်ပေးကြည့်ပါအဆင့် 3 Platin method ဒါကိုလည်းသုံးလို့ရပါတယ်စာမျက်နှာတစ်ခုကိုဖတ်ပြီးတာနဲ့စာအုပ်ကိုပိတ်စာရွက်လွတ်တစ်ရက်ပေါ်မှာကိုမှတ်မိသလောက်ပြန်ချရေးတာမျိုးပါပြီးမှစာအုပ်ပြန်ဖွင့်ပြီးကိုကြံခဲ့တဲ့အချက်တွေကိုကာလာပန်အနေနဲ့ဖြည့်ရေးပါကိုဘယ်နေရာမှာအားနည်းလဲဆိုတာချက်ချင်းသိသာစေပါတယ်ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်မိတ်ဆွေတို့ရေအောင်မြင်တဲ့သူတွေစာတော်တဲ့သူတွေဆိုတာကျမတို့ထက်အုံနောက်ပိုကောင်းနေလို့မဟုတ်ပါဘူးသူတို့ကပိုပြီးထိရောက်တဲ့နည်းလမ်းတွေကိုသုံးစွဲနေလို့ပါပဲ work hard အပင်ပန်းခံအလုပ်လုပ်ခြင်းထက် work smart ဉာဏ်ရှိရှိအလုပ်လုပ်ခြင်းကမိတ်ဆွေတို့ရဲ့ပညာရေးခီးလန်းကိုပိုပြီးပျော်ရွှင်စရာကောင်းစေမှာပါဒီနေ့မျှဝေပေးခဲ့တဲ့ active recall နဲ့ space repetition ကိုဒီနေ့ကစားပြီးလက်တွေ့အသုံးချကြည့်ဖို့လဲတိုက်တွန်းချင်ပါတယ်ဒီ podcast video လေးကနေအကျိုးကျေးဇူးတစ်ခုခုရရှိသွားမယ်ဆိုရင် video လေးကို like and subscribe လုပ်ပေးပါအောင်နော်နောက်ထပ်စာပေလေ့လာခြင်းနဲ့ပတ်သက်တဲ့ study skills တွေနဲ့စိတ်သက်ခွန်အားဖြည့်စေမယ့် content တွေကိုမလွတ်တမ်းနားထောင်ဖို့အတွက်ကျမရဲ့ Learn English with Teacher Minai channel လေးကို subscribe လုပ်သားပေးပါအောင်နော်မိတ်ဆွေတို့ရဲ့စာလေးလာရတာဘလို့ခက်ခဲကြုံနေရလဲဆိုတာကိုအောက်က comment မှာရေးပြခဲ့လို့လည်းရပါတယ်နောက်ထပ်ပြီးဆုံးမှာပြန်ပြီးတော့ဆုံတွေ့ကြပါမယ်အားလုံးပဲပျော်ရွှင်စွာစာလေးလာနိုင်ကြပါစေတတား